In Jesus' name, we pray. Amen. သူခါတော့ကတဲ့သူတို့တိုင်းပြည်တော့အကုန်လုံးကခရမ်းကြီးဝင်လို့ဒီတော့ဘူးတဲ့ဘုရားဝင်လို့ဒီဘောနော်ရုပ်ကြီးကိုပွဲတယ်နတ်ကြီးကိုပွဲတယ်ဒီလက်ကလေးလေးတဲ့သူနတ်ကြီးကိုပွဲတယ်မြည်ရတာသူကမြည်ရတယ်ဘုရားကကျတော့သူ့ရဲ့တိုင်းပြည်ဘုရားကသူရွေးချယ်ထားတဲ့တိုင်းပြည်ကကျတော့ဘုရားတကယ်အဲ့ဒါလေးကိုသိတယ်ဒါပေမဲ့လူတွေကအဲ့လိုလုပ်တယ်ဘယင်ကြီးတစ်ပါးအញ្ញမ်းဆိုတယ်အဲ့ဒီဘယင်ကြီးရဲ့နာမည်ကပါလဲဆိုတာအာဟပ်ဘူးနော်ဘာကြောင့်အញ្ញမ်းဆိုကသူ့ကိုယ်တိုင်မွေးတဲ့ဘယ်လောက်ကြီးဆိုလဲဆိုတော့အဲ့ဒီတိုင်းပြည်ကဘယ်လောက်ကြီးဆိုလဲကိုမွေးတဲ့သားသမီးကိုလေကိုကိုယ်တိုင်မွေးတဲ့သားသမီးကိုပတ်ပြီးမှနတ်ပြည်ကိုဆိုတယ်အဲ့လောက်ချစ်ကိုဆိုတယ်မဟာဘာရဲ့နာပတ်ချက်နဲ့သူစားကြည့်နေတယ်သူကိုမွေးတဲ့သားသမီးကိုကိုယ်တိုင်ပတ်ပြီးမှနတ်ပြည်ကိုဆိုတယ်အချစ်ကိုဆိုတော့သူလူနဲ့ပူတော်တာလေနတ်ပြည်အောက်လန်းလေအောက်လန်းတအားပေါ်နေတယ်အဲ့ဒါလေဒီရကြတော့ဘုရားသူကကြတော့ဘုရားပြည်ကိုကြည့်တယ်နော်သူကကြဘုရားပြည်ကိုသွားလာတယ်အဲ့ဒါလေဘုရားကအိလိယကိုစကားပြောတယ်ဘုရားရဲ့စကားကိုပြောတယ်နော်ကြားချင်တာဘုရားရဲ့စကားဒီအားလုံးဒီလိုအနည်းငယ်တစ်ချိန်ချိန်တဲ့ဘုရားပြည်ကိုရဲစုတောင်းနေတယ်လို့ဆိုနေတယ်ကြားရတယ်ကြားပြောရတယ်ဘုရားမကျိလေပြောရတယ်ဘုရားမကျိဘူးနော်ဘုရားမကျိတာအကုန်လုံးပြီးတယ်နော်အဲ့ဒါကိုဘာမလို့ဘူးမိတိုင်းမနေ့ကလည်းစုတောင်းတယ်မိလည်းစုတောင်းတယ်ရလည်းစုတောင်းတယ်အဲ့လိုနေတယ်အဲ့တနည်းကြတော့ဘုရားကအိလိယဆိုတော့တာတပိတော်ဒီမှာရှိပါတယ်ဘုရားဆိုတော့ဘုရားကအေးတော့ဒီတိုင်းပြည်ကတဲ့အရန်ကိုစူးသွဲနေတယ်သူတို့ဝိရတာသမီးတွေတောင်မှတတ်ပြလိုက်တဲ့တိုင်းပြည်အဲ့ဒါဆိုတော့သူတို့ကဘာလဆိုတဲ့ဘုရားပေါ့နော်ဘာလဘုရားကိုကိုယ်နဲ့တိုင်းပြည်ကိုသားသမီးတောင်သူတတ်တဲ့သူဆိုတော့အခုအချိန်ကနေစလာမိုးဝယ်ရွာခိုင်းမှုတယ်